မင်္ဂလာပါဘုန်းကြီးအခုပြောချင်တာလေးကတော့ကိုချစ်လို့သူမချစ်ရင်လောကမှာအချစ်ဆိုတာကတူညီနေဖို့ဆိုတာကရခဲ့တယ်သူကကြာတိဆောက်ရတဲ့အရာမျိုးလူတစ်ယောက်နဲ့တစ်ယောက်နဲ့နားလည်မှုပေါ့နားလည်မှုနဲ့တိဆောက်ရတဲ့အရာမျိုးအခုမှတွေ့တဲ့သူတစ်ယောက်ကိုသူချစ်တယ်လို့ကိုချစ်ဖို့ကိုချစ်တယ်လို့သူချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးသူမှလည်းကာလရှည်ကြာတော့အတွေ့အကြုံတွေနဲ့ကာလရှည်ကြာတော့တတ်တန်တစ်လျှောက်မှာတွေ့ခဲ့တဲ့သူတွေအများကြီးကိုလည်းဒီတိုင်းပဲကိုယ့်ရဲ့ကာလရှည်ကြာတော့တတ်တန်တစ်လျှောက်ကိုတွေ့ခဲ့တဲ့သူတွေအများကြီးတွေ့ခဲ့တဲ့သူတွေထဲမှာကိုတန်ရောစင်ပို့တွေ့တဲ့သူတွေရှိမယ်ဒါပေမဲ့ကိုခင်တဲ့သူတွေရှိမယ်အများကြီးအခုမှတွေ့တဲ့သူချင်းချင်းတော့သူ့ကိုလည်းသူတယောက်တည်းကိုပဲချစ်ဖို့ကိုတယောက်တည်းကိုပဲချစ်ဖို့မဖြစ်နိုင်တဲ့အခါကျတော့ဖြစ်တော့ဖြစ်တယ်ရှားတယ်ပေါ့အဲ့တော့ဖြစ်ခဲ့ပြီးရှိတော့လည်းပဲဒါဝမ်းသာစရာပဲတကယ်လို့ကိုချစ်တယ်လို့သူမချစ်ရင်ခံစားမလားဒါကိုဘုန်းကြီးတို့စဉ်းစားကြည့်အောင်အဲ့တော့အရှင်းဆုံးကတော့ဘုန်းကြီးပထမဦးဆုံးပြောချင်တာကတော့ကိုယ်ချစ်လာရင်သာပြန်ချစ်လိုက်ပါလို့ပဲပြောချင်တယ်ဘုန်းကြီးကတော့လူတွေကိုလိုက်ပြီးတော့နှိမ့်ချစ်လိုက်တာမရှိဘူးငယ်တည်းကမရှိဘူးဆိုတာချစ်တာပူလောင်တဲ့အတွက်ကြောင့်မလို့ကိုကနေစပြီးတော့သွားပြီးတော့ချစ်တယ်ဆိုတဲ့အရာမျိုးမဖြစ်အောင်ငကိုလေးကထိန်းတယ်သူကချစ်လာပြီဆိုရင်သူကိုဘယ်လောက်ချစ်တယ်လဲဒါကိုကြည်ရင်းနဲ့ကိုကသူ့ကိုနားလဲလာတဲ့အခါမှာကိုပြန်ချစ်ပေးလိုက်တယ်အဲ့ဒီအခါမှာလည်းပဲကိုကပြန်ချစ်ကိုကပိုလဲချစ်လာတော့သူကကိုမချစ်တော့ပြန်ဘူးဆိုတာမျိုးကြုံရတတ်တယ်အဲ့လိုမျိုးဆိုဘယ်လိုနေမလဲကိုချစ်တယ်သူကမချစ်ဘူးဘယ်လိုခံစားမလဲတအားခံစားနေမှာလားတအားခံစားနေတော့ကိုပဲဒုက္ခရောက်တာပဲရှိတာပေါ့သူကကိုမချစ်ဘူးဆိုရင်လူစိတ်ဆိုတာအဲ့လိုအမြဲတမ်းပြောင်းလဲသွားနေတာသူမချစ်ဘူးဆိုတာသူမချစ်နိုင်တော့လို့မချစ်တာလေလူဆိုတာစိတ်ကုန်တတ်တယ်စိတ်ကုန်ကိုတခုခုစိတ်ကုန်သွားလို့နေမှာပေါ့ဒါမှမဟုတ်ရင်ကိုတက်ပို့ပြီးစိတ်ဝင်စားစရာတခုခုပေါ်လာလို့နေမှာပေါ့အဲ့ခါမျိုးမှာကိုကသူ့ကိုအပြစ်တွေတင်မလားကိုကသူ့ကိုအလုပ်တွေဟောတာပေါ့စိတ်ဆင်းရဲအောင်လေသူ့ကိုသွားလုပ်မလားနဘူးနဇာတွေလုပ်မလားစဉ်းစားကြည့်အဲ့နဘူးနဇာတွေသွားလုပ်တယ်စိတ်ဆင်းရဲအောင်လေသွားလုပ်တယ်ကြကြောင်တွေသွားကြတယ်ဆိုရင်ပိုဆိုးသွားလိုက်ပြီပိုဝေးသွားမယ်အဲ့တော့နေနိုင်တယ်လို့အတူနေတဲ့ကာလလေးမှာပြောအောင်နေပါကိုချစ်တယ်လို့သူမချစ်တော့ဘူးဆိုရင်မခံစားနဲ့သူမချစ်တော့ဘူးဆိုလို့ရှိရင်ဒါပြန်ပြုပြင်လို့မရကိုလည်းကိုသိတယ်လေသူများကိုချစ်မယ်လူတွေချစ်ကြမယ်တချို့လူတွေချစ်ကြမယ်ပေါ့ဒါပေမဲ့ကိုလူတိုင်းကိုပြန်ချစ်လို့မရဘူးဆိုတော့ကိုလည်းသိတယ်အဲ့တော့သူ့ဘက်ကနေကိုချစ်လို့မရတော့လို့မချစ်တော့တာဆိုလို့ရှိရင်မခံစားနဲ့တော့လှုပ်ပေးလိုက်သွားပါစေသူသွားချင်တယ်လို့သွားပါစေအဲ့တော့ကိုချစ်တဲ့သူဆိုတာပေါ်လာအောင်မှာအဲ့တော့ဒီတယောက်မှဒီတယောက်ပဲဆိုတဲ့ပုံစံမျိုးနဲ့နေမယ်ဆိုရင်တော့ခံစားပြီးတော့ကိုထိုင်နေကိုကံပဲကိုခံစားခြင်းလို့အဲ့ဒီစိတ်ဓာတ်မွေးထားတာဘယ်သူမှလည်းမတနာဘူးဘယ်သူမှလည်းရင်ဖွင့်မနေနဲ့တော့မတနာဘူးဘုန်းကြီးကိုရင်လာဖွင့်တယ်မတနာဘူးဘုန်းကြီးပြောသလိုနေမယ်ဆိုလို့ရှိရင်တော့ငါပေးတဲ့အချမ်းမှားသွားလို့ပဲဆိုပြီးတနာရင်တနာအောင်ပဲအဲ့တော့ဘုန်းကြီးတတန်တစ်လျှောက်ကတော့ကိုချစ်လို့ပြန်မချစ်ဘူးဆိုတဲ့သူမျိုးပြောရရင်တော့ဘုန်းကြီးကတော့အဲ့လိုမျိုးတွေအဖြစ်မခံခဲ့တဲ့အတွက်ကြောင့်မကြုံဘူးတကယ်လို့စိတ်ဓာတ်ကလည်းပဲတတာပြင်မဲ့လို့စိတ်ဓာတ်ကတော့ထားတာကကိုချစ်တယ်နဲ့ပြန်မချစ်ဘူးပေါ့နော်ကိုပြုံးပြလို့ပြန်ပြုံးမပြဘူးဆိုရင်တော့ဘယ်တော့မှပြုံးမပြတော့ကိုချစ်တယ်နဲ့သူမချစ်ဘူးဆိုပို့ဆိုးသွားမှာပေါ့ဒါအဲ့ပုံစံမျိုးနဲ့နေရတယ်ဒီတော့မှလူတွေကပြန်တန်ဖိုးထားတာကိုကသိပြီးတော့သူမျက်နှာပြောင်းသွားလဲဘာဖြစ်လို့လဲလိုက်ပြီးမေးမယ်သူကိုမချစ်တော့ရင်လည်းဘာဖြစ်လို့မချစ်တော့တာလဲလိုက်မေးအဲ့တော့မှရောင်တက်တာအဲ့တော့မှပို့ဆိုးတာမလုံနဲ့လွတ်ထားလိုက်တယ်လွတ်ထားနိုင်တဲ့တတ္တိကိုရအောင်လာမွေးမဟုတ်ရင်ကိုယ့်ဘာသာကိုခံစားတယောက်တည်းကခံစားပြီးတော့ထပ်ပေါက်မရှိဘူးဘယ်သူမှလည်းရင်ဖွင့်မနေနဲ့ဟိုဘက်ကလူကပြန်လဲချက်လာမှလည်းမဟုတ်ဘူးအဲ့ပုံစံမျိုးကိုနားလဲထားလူတယောက်ကစိတ်ကုန်သွားပြီဆိုလို့ရှိရင်ပြန်လှည့်လာဖို့ခဲရင်းနဲ့လှည့်လာရင်လည်းငကိုလုံးမဖြစ်တော့အဲ့ဒါကိုသဘောပေါက်ထားစိတ်ချမ်းသာခြင်းတော့အစကတည်းကတိတ်ပြီးအလွန်ကျွံနေလိုက်ပြီးမချစ်နဲ့လို့ပြောချင်ပါတယ်အဲ့တော့ကိုချစ်လို့သူမချစ်တိုင်းလည်းစိတ်မဆင်းရဲနဲ့ကိုချစ်လို့သူမချစ်ကိုလည်းမချစ်နဲ့တော့အဲ့လိုဒါဒီနည်းကလွယ်လို့တခြားနည်းမရှိဘူးကိုချစ်လို့သူမချစ်ဘူးကိုချစ်ရတဲ့သူမချစ်လို့ဆိုတော့ဟဲ့ပြန်ချစ်ပါပြောလို့မှရတဲ့ကိစ္စမှမဟုတ်တာပြန်လဲစဉ်းစားကြည့်ကြအောင်လက်တွေ့ကြပြန်စဉ်းစားကြည့်သူမချစ်တော့ဘူးဆိုမချစ်တော့ကိုလည်းဒီတိုင်းပဲချစ်လို့မရတော့ရင်မချစ်တော့ဘူးပဲလေဒါဆိုတော့ကိုချစ်လို့သူမချစ်ရင်ဝမ်းမနေနဲ့စပ်ပြီးတော့ပြောစရာအနေထားကိုပြောင်းကိုပြောစေမဲ့လူနဲ့သာရှာပြီးတော့ပေါင်းပြီးတော့ရအောင်ပေါင်းရအောင်ရှာခြင်းလဲရှာ
မရှာချင်တဲ့အေးနေတော့အဲ့နေနဲ့နေပါလို့ဘုန်းကြီးပြောချင်တယ်အေးချင်သလားအေးချင်တယ်ဆိုအဲ့နေတာနေမအေးချင်လို့ပူချင်တယ်ကိုထိုင်တယ်ကိုကံပဲလို့ပြောချင်တယ်ဘုန်းကြီးအဲ့တော့ကိုချစ်လို့သူမချစ်ရင်ဥပ္ပခါပြုပြီးတော့နေလိုက်ပါလွတ်ပေးလိုက်ပါလို့ပြောချင်တယ်အားလုံးအေးချမ်းပါစေ